ယောက်ျားကအမိတ်ပေးလိုက်တော့အခါဘလူးသည်ပေါက်ကွဲပြီးတေးသွားပုံရပါတယ်သို့တော့အာနုပြီးဆုံးသွားပြီဟုလူတိုင်းယုံကြည်နေစဉ်တွင်ထိုဘလူးသည်တောင်ပေါ်မှရုတ်တရက်ထပ်မံထွက်ပေါ်လာပြီးဝမ်ဘိုက်ထဲမှအက်ဆစ်အများအများကိုပန်းထုတ်လိုက်ပါတယ်ရဲရင်တို့တရေကောင်းများသည်၎င်းတို့၏ဆက်ပစ္စည်းများကိုအလင်းအမြန်ဝစ်ဆင်ကြပြီးဘလူးအားပစ်ခတ်ရန်အတွက်လေးတဲ့သို့ခိုင်ခိုင်မာမာပြန်တက်သွားကြတော့လေဤပျက်စီးမှုသည်ဘလူးအတွက်အနှဲငယ်များသာဖြစ်ပြီး၎င်းအားပိုမိုဒေါသထွက်စေခဲ့ပါတယ်နောက်တစ်ခဏတွင်သူမသည်တတိပြုမိပြီးပါဇက်ကိုဖွင့်ကာသူတို့အားပြေးဟပ်လိုက်ပါတယ်ကံကောင်းထောက်မစွာသူတို့သည်လျင်မြန်စွာတုံ့ပြန်နိုင်ခဲ့ပြီးနောက်ဆုံးစက္ကန့်တွင်တိုက်ခိုက်ခြင်းမှလွတ်မြောက်ခဲ့ပါတယ်သို့တော့အသက်ရှူနိုင်သည့်ညတပြိုင်နက်ဘလူးသည်အလွန်လျင်မြန်စွာဖြင့်အိုးရှုနောက်မှအပြေးလိုက်လာကအရေးကြီးသည့်ခိုက်တန့်တွင်ယောက်ျားသည်လက်ပစ်ပုံး AB ကိုဖိတ်ခတ်လိုက်ရာဘလူး၏အာယုံကိုဖမ်းဆလိုက်ပါတယ်သူတို့က၎င်းအောက်ပေါက်ကွဲစေတတ်သည့်အရာများပြည့်နေသောအမဲသားကိုစားစေပြီးမိမိကိုယ်ကိုပေါက်ကွဲစေရန်လှည့်ဖျားလိုကြပါတယ်သို့တော့အမဲသားသည်ပြုတ်ကျပြီးထွက်ပြေးရန်ချင်းချောက်လာပြီးကံကောင်းထောက်မစွာယောက်ျားကအချိန်မီဖမ်းမိလိုက်ပါတယ်နောက်တစ်ခဏတွင်ဘလူးသည်အောက်သို့ပြေးဆင်းလာပြီးထိုယောက်ျားနှင့်အမဲသားကိုတကိုက်တဲပြီးမျိုးချလိုက်ပါတယ်ဘလူးကိုနောက်ဆုံးတွင်အနိုင်